စိတ်ငြိမ်းချမ်းမှုရသူနဲ့မရသူအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုချက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မှန်ခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ငြိမ်းချမ်းမှုရသူနဲ့မရသူဒီကနေ့ခေတ်လူလောကအကြီးမှာကမ္ဘာမှာလူဦးရေတန်ပေါင်း9000ကျော်ရှိတယ်လို့ဆိုအဲ့ဒီတန်ပေါင်း9000ကျော်သောလူဦးရေတွေမှာစိတ်ငြိမ်းချမ်းမှုရသူနဲ့မရသူလို့လေ့လာသုံးသပ်ဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်စိတ်ငြိမ်းချမ်းမှုကိုမရတဲ့ပုဂ္ဂိုလ်ကများမှာဖြစ်ပါစိတ်ငြိမ်းချမ်းမှုကိုရတဲ့ပုဂ္ဂိုလ်ဟာအနည်းငယ်ရှိတော်လည်းပဲထာဝရတည်ငြိမ်တဲ့စိတ်ငြိမ်းချမ်းမှုစိတ်နှလုံးအေးချမ်းမှုရှားရှိတာမဟုတ်နိုင်ဘူးဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းစိတ်နှလုံးအေးချမ်းမှုရရှိဖို့ဆိုတာဘာတွေလုပ်တဲ့တလဲမြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိကြတဲ့လောကမှာတန်ပေါင်း9000ကျော်သောလူတွေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိတဲ့လူဦးရေဟာအချိုးအစားတွက်ကြည့်မယ်ဆိုရင်အပုံ100ပုံတပုံလောက်ပဲရှိမဲ့သဘောရှိတယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့ပုဂ္ဂိုလ်တွေကပိုများတယ်ဒါကြောင့်မို့100မှာ1ယောက်1000မှာ1ယောက်1000မှာ1ယောက်10သိန်းမှာ1ယောက်ဆိုတာလို့မြတ်စွာဘုရားအဆုံးအမရတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲစိတ်ငြိမ်းချမ်းမှုကိုရရှိတဲ့ပုဂ္ဂိုလ်ဆိုတာရာခိုင်နှုန်းအပြင်အလွန်နည်းလိမ့်မယ်မြတ်စွာဘုရားသခင်ကိုရောမြတ်လောကမှာပွင့်ပေါ်လာတဲ့အခါမှာတကယ်စစ်မှန်တဲ့စိတ်နှလုံးငြိမ်းချမ်းမှုကျင့်စဉ်နဲ့တကွာတိတိကျကျဖော်ပြထားတာဖြစ်လို့တကယ်စိတ်နှလုံးငြိမ်းချမ်းမှုရရှိအောင်ဒုတွေဘာလို့အမှလဲလို့ဆိုတာ
မြတ်စွာဘုရားရဲ့အဆုံးအမမှာတိတိကျကျပိဋကတ်တော်တွေထဲမှာတိတိကျကျဖော်ပြထားတာဖြစ်လို့အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်မှသာလေစိတ်ငြိမ်းချမ်းမှုဆိုတာကိုရနိုင်မှာဖြစ်တယ်အဲ့ဒီအဆုံးအမတိုင်းမဟုတ်ဘဲနဲ့စိတ်ငြိမ်းချမ်းမှုကိုရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်တော့တကယ်အစစ်မှန်စိတ်ငြိမ်းချမ်းမှုတည်မြဲတဲ့ခိုင်မာတဲ့စိတ်ငြိမ်းချမ်းမှုမဟုတ်ဘဲနဲ့တခဏတာမြတာစိတ်ငြိမ်းချမ်းမှုရတယ်လို့ရှိပြီးစိတ်ထဲမှာပူလောင်မှုတွေနဲ့ပဲဆုံးသက်နေကြရဒီထဲမှာပဲတဝဲလေလေတန်ပေါင်း9000ကျော်သောလူတွေဟာဘဝမှာမကြေမနပ်မှုတွေနဲ့ပဲဘဝတစ်ခုဆုံးသက်ပြီးတော့သွားကြလမ်းစရှာမတွေးနိုင်လောက်အောင်ရှုပ်ထွေးပွေလိမ်နေတဲ့လောကကြီးထဲမှာရှင်းအောင်မနေနိုင်ကြဘူးပူလောင်နေတဲ့လောကကြီးထဲမှာလည်းပဲအေးချမ်းအောင်နေနိုင်တဲ့အခွင့်အရေးတွေမရဘူးတဲ့တကယ်အစစ်မှန်ကြည့်လိုက်မယ်ဆိုဒီလိုသိရှိကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတွေကိုဆုံးမတာဟာmind center teaching လို့ခေါ်တဲ့စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်တယ်လူတိုင်းမှာအသိစိတ်တွေရှိကြတယ်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဆိုတာမိမိကိုယ်တိုင်ရှာဖွေပြီးမိမိစိတ်ရဲ့နှလုံးငြိမ်းချမ်းမှုမိမိကိုယ်တိုင်ဆောင်ရွက်ကြရမှာဖြစ်တယ်ဗုဒ္ဓဘာသာမှာအတ္တဟိအတ္တနောနာထောလို့ဆိုတဲ့အတိုင်းမိမိတည်တာလည်းမိမိရဲ့ကိုယ်ဝေယဖြစ်လို့အပြင်မှာစိတ်နှလုံးငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ရှာလို့တွေ့မှာမဟုတ်ဘူးတဲ့ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြစ်တာလေငြိမ်းချမ်းတာကိုရရှိမှာဖြစ်တယ်ဟောတခြားဘာသာတွေကြည့်လိုက်လောကမှာကဘာမှာကိုးကွယ်နေကြတဲ့ဘာသာတရားတွေတော်တော်များများအများစုကတော့God Center Teaching လို့ခေါ်တယ်ကောင်းကင်ဘုံကတကုရှင်ကြီးကိုကိုးကွယ်နေကြတာတွေကများတယ်ကောင်းကင်ဘုံကတကုရှင်ကြီးရဲ့အလိုချဆိုပြီးတော့ထိုတကုရှင်ကြီးကျင့်တ်အာရမှုအတွက်လှုပ်ဆောင်နေကြတာသာဖြစ်တယ်မြတ်စွာဘုရားကထိုတကုရှင်ဆိုတာကိုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတရားတူအနေနဲ့ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကကြီးကိုဖန်ဆင်းနေတဲ့ပုဂ္ဂိုလ်ဆိုတာဟာတကယ်တော့လောကကြီးဆိုတာဖန်ဆင်းနေတဲ့ပုဂ္ဂိုလ်ရဲ့လို့ရှိတာမဟုတ်ဘူးလောကကြီးကိုဘယ်သူဖန်ဆင်းတာလဲလို့ဆိုရင်သဘာဝတရားကြီးကဖန်ဆင်းနေတယ်လို့ပဲအဖြေမှန်ထုတ်ကြရမှာဖြစ်တယ်ဘုရားမပွင့်ခင်တော့ကတော့လောကကြီးကိုဘယ်သူဖန်ဆင်းတယ်လဲလို့ဆိုလို့ရှိရင်အစိုးရပိုင်ရှင်နဲ့သာဝရဘုရားသခင်ကြီးကဖန်ဆင်းတယ်လို့ဒီလိုအဖြေထုတ်ခဲ့ကြတယ်အဲ့ဒါကိုစာပေကျမ်းဂန်မှာဣတရနေမာနဝါဒလို့ဒီလိုဆိုတာပေါ့ဟုတ်ရှေးကြတဲ့ခေတ်ပေါင်းအလွန်ရှေးဟောင်းကြတဲ့လူသမိုင်းအစလောက်မှာပဲဒီလိုဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုတဲ့ဣတရနေမာနဝါဒဟာပေါ်ပေါက်လာခဲ့တာဖြစ်တယ်ပေါ့တကယ်ဖန်ဆင်းတာဟုတ်သလားမဟုတ်ဘူးလားဆိုတာသက်သေပြနိုင်စရာအကြောင်းလည်းမရှိဘူးအကယ်၍စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကဖန်ဆင်းရှင်ဝါဒကိုလေ့လာသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဖန်ဆင်းရှင်ဆိုတဲ့ပုဂ္ဂိုလ်ပေါ်မှာအပြစ်တင်ခံရမယ့်အချက်တွေကပိုများလာတယ်ပေါ့ဖန်ဆင်းတယ်ဆိုတဲ့အယူဝါဒကိုလက်ခံပြီးတော့ဖန်ဆင်းရှင်ကိုကြည့်လိုက်မယ်ဆိုရင်ကျေးဇူးတင်တဲ့ပုဂ္ဂိုလ်ကအနည်းငယ်သာရှိပြီးအပြစ်တင်မဲ့ပုဂ္ဂိုလ်ကပိုများလာเสียရှိတယ်။ဘာဖြစ်လို့တော့လောကမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်နဲ့ဆင်းရဲတဲ့ပုဂ္ဂိုလ်ဘယ်သူကများလဲဆိုဆင်းရဲတဲ့ပုဂ္ဂိုလ်ကများချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကတော့အေးဘုရားသခင်ဖန်ဆင်းလို့တို့တွေချမ်းသာရတယ်ဆိုပြီးတော့ဝမ်းသာကြည်နူးပြီးဘုရားသခင်ရဲ့ကျေးဇူးတွေထုတ်ဖော်ကြမှာပေါ့သို့တော့အများစုဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေကတို့ကြတော့ဘာဖြစ်လို့ဆင်းရဲဒုက္ခရောက်အောင်ဖန်ဆင်းရတယ်လဲမတရားဘူးဆိုပြီးတော့ဝိုင်းဝန်းရှုတ်ချမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖန်ဆင်းရှင်ဝါဒဟာအဆုံးမလွတ်တာတွေအများကြီးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဖန်ဆင်းရှင်ဝါဒမှန်ကန်မှုမရှိတဲ့အကြောင်းကိုသဘာဝတရားကသာသဘာဝတရားကိုဖန်ဆင်းနေတယ်ဖန်တီးနေတယ်ဆိုတာကို
တရားတွေနားလည်အောင်ပရိစ္ဆေသမုပ္ပါဒ်နဲ့လည်းရှင်းပြတယ်ပဋ္ဌာန်း24ပစ္စည်းနဲ့လည်းရှင်းပြထားတာဖြစ်တယ်ပေါ့ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတိဆိုတာဒီနည်းအတိုင်းဆင်းရဲဒုက္ခအစုဟာဆင်းရဲဒုက္ခတက်တက်နော်အဲ့ဒီဆင်းရဲဒုက္ခအစုဟာဒီနည်းနဲ့သာတဘာဝတရားတက်တက်ဆက်နွယ်ပြီးတော့သာဖြစ်လာတာရှိတယ်မြည်သည့်ဖန်ဆင်းရှင်ကြောင့်ဖြစ်လာတာမှမဟုတ်ဘူးဆိုတာကိုပရိစ္ဆေသမုပ္ပါဒ်မှာအတိအလင်းမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဖန်ဆင်းရှင်ဝါဒကိုကြောခိုင်းလိုက်ပြီးတော့မိမိတို့ကိုအာကိုယုံကြည်ရမယ်ဆိုတဲ့အတ္တဟိအတ္တနောနာထောမြတ်စွာဘုရားရဲ့အဆုံးအမဘက်ကိုဥလဲတဲ့အခါမှာကိုကောင်းစားဖို့ကိုပဲလုပ်ရမှာဖြစ်တယ်ကိုချမ်းသာဖို့အတွက်ကိုပဲကိုပေါ်မှာသာတာဝန်ရှိတယ်ဆိုတဲ့အသိစိတ်တွေဟာနိုးကြတက်ကြွပြီးတော့လာကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်အသိဉာဏ်တွေရရှိလာကြတယ်ရရှိလာသည့်အတွက်ကြောင့်အစစ်အမှန်ဖော်ထုတ်ပြီးတော့မိမိကိုယ်မိမိယုံကြည်မှုဆိုတာတွေကြိုးစားအထောက်မှုဆိုတာတွေစဉ်းစားဉာဏ်တွေဆိုတာထွက်ပေါ်ပြီးတော့လာအဲ့ဒီလိုထွက်ပေါ်လာသည့်အတွက်ကြောင့်လောကလူသားတွေဟာအလင်းရောင်တစ်ခုရရှိလာပြီးတော့မိမိတို့ဘဝကိုမိမိတို့ကိုယ်တိုင်ဖန်တီးနိုင်တဲ့အနေအထားတစ်ခုရယူလာကြရဲစွမ်းတတ္တိတွေပိုရှိလာကြတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ဖန်ဆင်းရှင်ကြီးအလိုကြဖို့အတွက်လောကလူသားတွေဟာယိုကျိုးတောင်းပန်ပြီးတော့နေကြတာအဗ္ဗဓမ္မကြောက်လန့်ပြီးတော့နေကြလို့တွေးမိတွေးရတွေးကြောက်မိကြောက်ရကြောက်အမှန်ကိုမသိတဲ့အခါမှောင်ထဲမှာခရီးသွားတယ်လို့စန္ဒဝါဝါနဲ့ဘယ်တော့ဘာတွေးလေနိုးဆိုတာတွေနဲ့စိုးရိမ်ပူဆွေးမှုတွေနဲ့နေကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်နှလုံးအေးချမ်းမှုရတာဟာလေအကြောင်းမဲ့ရတာမဟုတ်ဘူးစိတ်နှလုံးအေးချမ်းမှုကိုမရတာဟာလည်းပဲအကြောင်းမဲ့မရတာမဟုတ်ဘူးဒါကြောင့်လူတွေဟာကိုယ်စိတ်ကိုပြုပြင်ပြီးတော့မိမိစိတ်ရဲ့နှလုံးအေးချမ်းမှုစိတ်နှလုံးအေးချမ်းမှုကိုမိမိတို့ကိုယ်တိုင်သာလျှင်ဆောင်ရွက်ရမယ်ကိုယ်အားကိုလာတဲ့စိတ်ဓာတ်မျိုးဖြစ်ပေါ်လာရသော်ဘုရားကိုယ်တိုင်ကိုကဘယ်အရာပဲဖြစ်ဖြစ်မိမိတို့ကိုယ်တိုင်လုပ်ကြရမှာဖြစ်တယ်ဘုရားသခင်ကမတယ်ဆိုတာဘုရားဘာသာမှာမရှိဘူးဘုရားမတယ်ဆိုတဲ့စကားလုံးဟာဘုရားဘာသာမှာမရှိဘူးမြတ်စွာဘုရားဆုံးမတယ်ဆိုတာသာရှိမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကိုပြပြီးတော့ဆုံးမဩဝါဒပေးတယ်တကယ်လောက်ကြရမှာတော့မိမိတို့ကိုယ်တိုင်သာဖြစ်တယ်လောကသက်သေနဲ့ကြည့်ပေါ့အလုံးလောကလူတွေဟာမကြမ်းမမာဖြစ်လို့ရှိရင်တတ်ကြမ်းနားလေတဲ့ဆရာသမားတော်တွေစီသွားကြသွားပြီးတဲ့အခါမိမိတို့ဖြစ်နေတဲ့ယောဂသိရှိနားလည်အောင်သမားတော်ရှင်းပြတာကိုနာယူကြတယ်မှတ်သားကြတယ်ဘယ်ဆေးတောက်ရမယ်ဆိုတာသမားတော်ပေးတဲ့ဆေးကိုယုံကြည်စိတ်ချစွာတောက်ကြတယ်ဒါကြောင့်မို့ယောဂဝေဒနာတွေပျောက်ကြအဲ့ဒီကိစ္စလေးတစ်ခုပဲစဉ်းစားကြည့်သမားတော်စီသွားတယ်ဆိုတာဘာအတွက်လဲဘာယောဂဖြစ်တယ်ဆိုတာသိဖို့ရဲ့ဒီယောဂကိုဘယ်ဆေးတောက်ရမယ်ဆိုတာရဲ့သိဖို့ဒီဘယ်ဆေးတောက်မှယောဂဝေဒနာပျောက်တယ်မပျောက်ဘူးဆိုတာသိဖို့အတွက်သွားတာဖြစ်တယ်ဆေးတောက်တာကမိမိတို့ကိုယ်တိုင်လုပ်ကြရမှာဖြစ်တယ်ဆရာဝန်ကလောကမှာသမားတော်ကဆေးကုတယ်လို့ပြောတော်လည်းပဲဆေးညှိုးနာတာဖြစ်တယ်ပေါ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ယောဂဝေဒနာကိုသမားတော်ကပျောက်အောင်လုပ်မပေးနိုင်ဘူးဆေးပဲညွှန်ကြားတာပဲဖြစ်တယ်မိမိတို့ကိုယ်တိုင်ဆေးတောက်ကြရမှာဖြစ်တယ်ကိုယ်တိုင်တောက်မှယောဂပျောက်တယ်ဆိုတာဟာဘယ်သူမှမငြင်းနိုင်အောင်လက်တွေ့ကြတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီတိုင်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒါလှုပ်တဲ့နဲ့ဒါမလှုပ်တဲ့ဘူးဆုံးမဩဝါဒပေးဆုံးမဩဝါဒပေးတဲ့အခါမိမိတို့ကိုယ်တိုင်ကမလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်ဆောင်တယ်ဆိုတာလှုပ်မှနော်ချမ်းသာဒုက္ခဆိုတာရနိုင်တယ်ဆင်းရဲဒုက္ခလွတ်မြောက်တယ်ဆိုတာဖြစ်တယ်
ဒါကြောင့်မို့ဘုရားကိုးကွယ်တယ်ဆိုတာကိုကမြတ်စွာဘုရားကကြည့်လေကိုးကွယ်မှုဆိုတာရဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့အခါမှာဗုဒ္ဓဘာသာမှာဘယ်ပုံဘယ်နည်းနဲ့ဘုရားကိုအားကိုးတာလဲဘုရားကဘယ်ပုံဘယ်နည်းနဲ့အားကိုးရဖြစ်တယ်လဲဆိုတဲ့အခါဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိဘုံတော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတွေပေါ်မှာကြားရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုဘယ်နည်းနဲ့ဖယ်ရှားတာတုံးလို့မေးလို့ရှိရင်သမားတော်တွေဆေးပေးတဲ့နည်းနဲ့ယောဂဝေဒနာကိုဖယ်ရှားသလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတွေရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကိုလိုက်နာကျင့်သုံးစေတယ်ဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကနေရှောင်ရှားစေတယ်ဒီနှစ်ခုပဲဆိုလိုတာကရှောင်ရမှာနဲ့ဆောင်ရမှာဒီနှစ်ခုပဲဟောတယ်ရှောင်တာဆောင်တာကကိုယ့်အလုပ်ပဲမြတ်စွာဘုရားကဒါမလုပ်ရဘူးဒါကိုလုပ်ရမယ်လို့လမ်းညွှန်မှုပြုတဲ့အခါမှာကာယကံရှင်ဖြစ်တဲ့မိမိတို့ကရှောင်ရမှာကိုမရှောင်ဘူးဆောင်ရမှာကိုမဆောင်ဘူးဆိုလို့ရှိရင်လိုအပ်တဲ့လမ်းညွှန်ချမ်းသာဒုက္ခကိုရမှာမဟုတ်ဘူးတောက်ရမယ်ဆေးမတောက်ဘဲနေတဲ့လူယောဂဝေဒနာပျောက်ဖို့မရှိဘူးအဲ့ဒီတိုင်းပဲမြတ်စွာဘုရားကဒီကိုးဝေရဖြစ်တယ်ဆိုတာမှန်ကန်တဲ့လမ်းညွှန်မှုကိုပေးခြင်းဟာကိုးဝေရဖြစ်ခြင်းပဲဖြစ်တယ်ပေါ့တမားတော်ဆိုတာယောဂဝေဒနာကိုမှန်မှန်ကန်ကန်ဖော်ပြဖို့နဲ့မှန်ကန်တဲ့ဆေးဝါးပေးဖို့ဟာသူတောင်းဖြစ်တယ်ပေါ့ယောဂအမြည်တတ်တာမှန်ဖို့လိုတယ်ထိုယောဂနဲ့တင့်လျော်တဲ့ဆေးဝါးဖြစ်ဖို့လိုတယ်ညွှန်ကြားတာဖြစ်ဖို့လိုအကယ်၍ယောဂအမြည်တတ်တာလွဲမှားမယ်ဆေးပေးတာလွဲမှားမယ်ဆိုရင်လေယောဂဝေဒနာဟာပျောက်ကဲမှာမဟုတ်ဘူးဒါကြောင့်မို့မှန်ကန်မှုဟာအမှန်တမ်းအရေးကြီးတယ်မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဆိုတဲ့လောကသားတွေဟာလည်းပဲမြတ်စွာဘုရားကဆောင်ရံနဲ့ရှောင်ရံကိုတိတိကျကျဆုံးမညွှန်ကြားပေးတာဖြစ်တယ်ထိုဆုံးမညွှန်ကြားပေးမှုဟာလုံးဝလွဲမှားတာမရှိတော့ကြောင့်သွားခါတော့ဘဂဝတာဓမ္မောမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဟာမှန်တယ်မှန်တဲ့အတိုင်းဟောတာလွယ်မှားတာဆိုတာမရှိဘူးမှားပြီးတော့ဟောထားတာမရှိဘူးမလုပ်ရဘူးဆိုတာဧကံကိုမလုပ်ရမယ့်အရာဖြစ်တယ်လုပ်ရမယ်ဆိုတဲ့ဟာလည်းပဲဧကံကိုလုပ်ရမယ့်အရာဖြစ်တယ်လွယ်မှားပြီးမလုပ်ရမယ့်ဟာကိုလုပ်ရတယ်လို့ဟောတာမျိုးမရှိဘူးလုပ်ရမယ့်ဟာကိုမလုပ်ရဘူးလို့ဒီလိုဟောတာမျိုးမရှိဘူးမှန်ကန်တယ်လို့ဆိုလို့ရပေါ့အဲ့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပတ်သက်လာလို့ရှိရင်သွားခါတော့ဆိုတဲ့စကားလုံးဟာဂရန်တီပေးတဲ့စကားလုံးတစ်ခုပဲဖြစ်တယ်ပေါ့ဘုရားရဲ့အဆုံးအမဟာလွယ်မှားမှုမရှိဘူးစိတ်ချယုံကြည်စွာလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ပေါ့အဲ့ဒီလိုလိုက်နာကျင့်သုံးတဲ့အခါမှာကိုယ်တိုင်ဟောသိရှိခွင့်ရလာလို့ဆိုရတယ်တန်ဒိဋ္ဌိကောအဆုံးအမတစ်ခုလိုက်နာကျင့်သုံးလို့ရရှိလာတဲ့အကျိုးဟာကိုယ်တိုင်တွေ့နိုင်တန်ဒိဋ္ဌိကောကိုယ်တိုင်တွေ့ရှိခံစားသိရှိနိုင်တယ်ကိုယ်တိုင်မသိနိုင်တဲ့အရာမျိုးတွေမဟုတ်ဘူးသိနိုင်တဲ့အရာဖြစ်တယ်အဗ္ဗမခြေနှက်เสียကောင်းလောက်တဲ့ဒီဓမ္မရဲ့မြတ်စွာဘုရားရဲ့အဆုံးအမရဲ့ဂုဏ်ကြီးတွေဆိုတာဘုရားဘာသာဝင်သူတော်စင်တွေကတရားကုံတော်6ပါးဆိုပြီးသိထားကြတယ်လေအဲ့ဒါတရားကုံတော်6ပါးဆိုတာအဆုံးအမတရားတော်ရဲ့မှန်ကန်မှုဆိုလိုတာเนาะအဲ့ဒီလိုမှန်ကန်စိတ်ချရတဲ့တရားနော်စိတ်ချယုံကြည်ရတဲ့ဆေးကိုတောင်းလို့ရှိရင်စိတ်ချယုံကြည်ရဆိုတာယောဂဝေဒနာပျောက်ကင်းတယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်တာကျင့်သုံးမယ်ဆိုလို့ရှိရင်မှန်ကန်တိကျလို့အခုစိတ်နှလုံးငြိမ်းချမ်းမှုဆိုတာဘယ်လိုလုပ်ရင်စိတ်နှလုံးငြိမ်းချမ်းမှုရတယ်ဘယ်လိုလုပ်ရင်စိတ်နှလုံးငြိမ်းချမ်းမှုမရဘူးဆိုတာကိုမြတ်စွာဘုရားကတိတိကျကျဟောပြောပြသထားတာဖြစ်တယ်ကဲတမန်အဖြစ်စဉ်းစားကြည့်ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ငါရောစိတ်ငြိမ်းချမ်းမှုတွေကိုရနေပြီလားကိုယ့်ကိုယ်လိုက်ပြီးတော့ကြည့်ရစိတ်ငြိမ်းချမ်းမှုတွေစင်ထာဝရငါရနေတာဟုတ်ကလားလောကလူသားတွေဟာစိတ်ပူစရာတွေနဲ့ပဲနေကြနော်စိတ်ပူစရာနဲ့နေကြတ
သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်စိတ်ပူတာပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကရှိလို့စိတ်ပူတာမရှိတဲ့ပုဂ္ဂိုလ်ကမရှိလို့စိတ်ပူရတယ်သာသမီလည်းမရှိဘူးကိုတကိုယ်ဒီဆိုတဲ့အခါကိုယ့်ကိုယ်စိတ်ပူရပြန်စိတ်မပူရတဲ့လူလို့လောကမှာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်လို့မရှိဘူးယမယခထာဝရမဟုတ်ဘဲနဲ့အစဉ်ပြေးနေတဲ့အခါလေးဆိုလို့ရှိရင်ပျော်စရာလေးလို့ထင်ကောင်းထင်လိမ့်မယ်အေးချမ်းတယ်လို့ထင်ကောင်းထင်လိမ့်မယ်တို့တော့ဘာမှပူစရာမရှိဘူးလို့ပြောတာဟာမရှိတဲ့အချိန်ပိုင်းလေးကိုရည်ညွှန်းပြီးပြောရတာဖြစ်တယ်သူ့မှာပူစရာတွေတပုံတစ်ခေါင်းကြီးပဲမပူဘူးဆိုတဲ့လူဟာလောကမှာမရှိဘူးအလုံးကပူထင်ကောင်းထင်လိမ့်မယ်ပစ္စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဘာမှမပူရဘူးလို့ဒီလိုအောက်မေ့ပါပစ္စံမရှိတဲ့လူတွေကကြည့်လိုက်ရင်အေးပစ္စံရှိတဲ့လူတွေများပစ္စံတွေရှိနေသည့်အတွက်ကြောင့်သူတို့ဘာမှမပူရဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပစ္စံရှိတဲ့လူကကိုယ်ရဲ့ပိုးပူသေးတယ်နော်တရောင်းစားကခွက်ပြောက်မှသိပ်မပူရဘူးပစ္စံရှိတဲ့လူကပိုးပူတယ်လောကလူတွေဟာယရနာတွေကိုဝတ်ဆင်ထားတဲ့ပုဂ္ဂိုလ်နဲ့ယရနာမဝတ်ဆင်တဲ့ပုဂ္ဂိုလ်ဘယ်သူကစိတ်တွေကြောင်းကြတွေများတော့ဆိုစိတ်ရွှေယရနာတွေဝတ်ဆင်လာတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ကြောင်းကြတွေများပြီးစိတ်ပူစရာတွေဖြစ်လာတယ်ပေါ့ရှိလို့ပူရနော်ရှိရင်ရှိလို့ပူချပြန်တချို့ကလည်းပြောကြတယ်တို့မှာတော့သားသမီးတွေကလည်းလိမ္မာတယ်သားတွေသမီးတွေကလည်းကြီးကုန်ပြီစီးပွားဥစ္စာတွေလည်းဖြစ်နေပြီဘာမှပူစရာမရှိဘူးလို့ဒီလိုကြွေးကြော်ကောင်းကြွေးကြော်လိုက်တယ်သို့တော့ပူစရာတွေသူ့မှာတပုံတစ်ခေါင်းကြီးနော်နောက်ဆုံးမှာဘယ်သူမှပူစရာမရှိဘူးဆိုရင်သူ့ကျမ်းမာရေးအတွက်သူပူလာမှာပဲမပူတဲ့အခါလို့မရှိဘူးတဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာတည်ငါလေးတခဏလေးရတာလေးကိုပဲစိတ်နှလုံးအေးချမ်းမှုကိုရတယ်လို့ဒီလိုထင်မှတ်နေကြတာပေါ့တကယ်အစစ်မှန်စိတ်နှလုံးအေးချမ်းမှုတကယ်ကိုမပူတော့ဘူးစိတ်ဟာအေးချမ်းနေတယ်ဆိုတဲ့အဆင့်ရဖို့ဆိုတာအမြဲတမ်းခဲရင်နေဒါကြောင့်မို့တကယ်ကိုစိတ်နှလုံးအေးချမ်းပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်တွေရောလောကမှာရှိသလားဆိုရှိတယ်ဒါဖြင့်စိတ်နှလုံးလူတွေရဲ့စိတ်နှလုံးထဲမှာအေးချမ်းမှုကိုဖျက်ဆီးနေတဲ့အရာနဲ့အေးချမ်းမှုကိုပေးတဲ့အရာဆိုတာနှစ်မျိုးရှိတယ်ဘယ်အရာတွေကစိတ်နှလုံးကိုပူလောင်အောင်လုပ်နေတယ်လဲလို့ဆိုရင်တွေ့တာမှုဆိုရင်တဏှာတွေတန်ရောစင်တွေကစိတ်နှလုံးပူလောင်မှုကိုလုပ်နေတာဖြစ်တယ်ပေါ့လောကလူသားတွေစဉ်းစားကြည့်မတွေ့တဲ့နေရာမှာစိတ်နှလုံးပူလောင်မှုမရှိဘူးနော်တွေ့တဲ့နေရာမှာစိတ်နှလုံးပူလောင်မှုရှိတယ်ကိုယ်နဲ့မပတ်သက်ဘူးကိုယ်မပိုင်ဘူးကိုယ်နဲ့မဆိုင်တဲ့အရာတစ်ခုပျက်စီးသွားလဲစိတ်မပူကြကိုယ်နဲ့မသိတဲ့လူတယောက်သေဆုံးသွားလဲစိတ်ပူတယ်လို့မရှိဘူးနော်မပတ်သက်ဘူးဆိုလို့ရှိရင်လူတွေဟာမသိဘူးမပတ်သက်ဘူးဆိုတဲ့အရာပေါ်မှာစိတ်ပူတာဆိုတာမရှိဘူးကိုယ်နဲ့ပတ်သက်လာပြီကိုယ်နဲ့ခင်မင်ရင်းနှီးလာတဲ့တာယာစဉ်ရှိလာတယ်ပစ္စည်းပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်စိတ်ပူလာကြပြီပေါ့အဲ့တော့စိတ်ပူမှုကိုဘယ်သူကပေးလဲလို့ဆိုလို့ရှိရင်တွေ့တာမှုကပေးတာလို့အဲ့ဒီတွေ့တာမှုရှိနေတယ်မြတ်ပူလောင်မှုဆိုတာရှိနေဥမာဒါကြောင့်မို့လို့ဘယ်နေရာပဲပစ္စည်းပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အတွေ့အတာရှိတဲ့နေရာမှာပူလောင်မှုဆိုတာလာနေတယ်ပေါ့ဒါကြောင့်မို့စိတ်ပူလောင်မှုဆိုတာတွေဟာတွေ့တာမှုနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာလို့ဆိုတာကိုမြတ်စွာဘုရားကရှင်းလင်းထောက်ပြထားအဲ့တော့စိတ်နှလုံးအေးချမ်းမှုကိုရဖို့အတွက်ဘာလုပ်ရမလဲဆိုတာဟာတွေ့တာမှုကိုဖြတ်ပယ်ရှားခြင်းမှတပါတခြားနည်းလမ်းမရှိဘူးတွေ့တာမှုဆိုတဲ့လိုချင်မှုတွေတွေ့တာမှုတွေတဏှာတွေအဆုံးသတ်အောင်မဖယ်ရှားနိုင်သေးသမျှကာလပတ်လုံးထိုပုဂ္ဂိုလ်စိတ်ပူလောင်မှုတွေနဲ့သွားနေဥမှာပဲစိတ်နှလုံးငြိမ်းချမ်းမှုရမှာမဟုတ်ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်အခါကာလတော့ကဒီလိုပဲဘုရားနဲ့တွေ့တဲ့အခါမှာမေးခွန်းတွေမေးကြတယ်အဲ့ဒီလိုမေးခွန်းမေးကြတဲ့အထက်မှာအခု
စိတ်ပူပန်မှုရသူနဲ့မရသူအကြောင်းဘုန်းကြီးတို့တွေတစီတစောင်းပိဋကတ်တော်ထဲမှာမြတ်စွာဘုရားဘယ်လိုဖြေဆိုဟောကြားထားသလဲလို့ဆိုတာဟာတန်ယုတ္တနိကေတန်ယုတ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတဲ့သုတ်တသုတ်ရှိတယ်အဲ့ဒီသုတ်ကိုတက္ကပညာသုတ်လို့ခေါ်တယ်တက္ကပညာဆိုတာတရားမင်းရဲ့မိဂွန်းလို့ဒီလိုပြောတာအဲ့တော့လူတွေကထင်ကြလိမ့်မယ်တရားဆိုလို့ရှိရင်တကူကြီးတယ်ဘာမှပူစရာမရှိဘူးလို့အောက်မေ့လိုက်တရားလဲပူတာပဲနော်သူကတော့ပူပြီးတော့ပူလောင်နေအောင်ပဲစိတ်နှလုံးတွေသူ့မှာလဲပူစရာတွေအများကြီးရှိတယ်ပေါ့လူလောကထဲမှာလဲထို့တူပဲတထေးတွေတို့ယာတုဂုံသိစီစဉ်ဥစ္စာကြီးမားတဲ့လူတွေတို့ပူစရာမရှိဘူးလို့တာမန်ပုဂ္ဂိုလ်တွေကထင်ကောင်းထင်လိုက်သူတို့မှာပူစရာတွေပို့ပြီးတော့များလာတတ်တယ်ပေါ့ဒီရေးနဲ့ပတ်သက်ပြီးတော့စိတ်နှလုံးပူပန်မှုရှိနေတဲ့တရားမင်းကမြတ်စွာဘုရားကိုလူပြေဆင်းလာပြီးမြတ်စွာဘုရားကိုဒီမေခွန်းမေးလျှောက်တာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရာဇဂိုမြို့ခိတ်စကုတ်တောင်ပေါ်မှာတောရအကြောင်းမှာသတင်းသုံးနေထိုင်တဲ့အချိန်တရားမင်းရောက်ရှိလာတယ်ပေါ့တရားမင်းဟာတခြားနေရာတွေမှာဆိုရင်နတ်တွေတရားတွေဆိုတာလူတွေအိပ်ဆက်နားနေပြီဆိုတဲ့ညသကောင်ရံအချိန်လောက်မှလာလေးရှိကြတယ်ပေါ့မင်္ဂလာတုတ်ထဲမှာဆိုထားတဲ့အတိုင်းလေအဘိက္ခန္တာယရတ္တိယအဘိက္ခန္တဝဏံကေဝလကပ္ပံဩဝတိတဝညဥယျာလွန်မြောက်လို့သကောင်ရံရောက်ပြီးလူသားတွေတိတ်ဆိတ်ငြိမ်သက်နေပြီဆိုတဲ့အခါမှာနတ်တွေပြမာတွေကအခွင့်ရပြီးဖျားစီလာပြီးမေခွန်းတွေမေးကြတယ်ဒါကမြတ်စွာဘုရားလက်ထက်ကလှုပ်လှုပ်စင်တစ်ခုပါဒီတက္ကပညာသုတ်တန်ကြတဲ့အခါကျတော့တရားမင်းဟာညတကောင်လာတာလို့စာထဲမှာမပါသည့်အတွက်ကြောင့်သူဟာခေါင်းထဲမှာမေခွန်းလေးတစ်ခုပေါ်လာတဲ့အခါမှာရုပ်ချင်းနတ်ပြည်ကဆင်းလာပြီးတော့မြတ်စွာဘုရားကိုမေးတယ်လို့ဒီလိုမှတ်သားလို့ရတယ်ပေါ့တကောင်မဟုတ်ဘဲနဲ့မြတ်စွာဘုရားတောထဲမှာသတင်းသုံးနေတဲ့အချိန်တပါးတည်းရှိတဲ့အချိန်မှာသူတို့ရုတ်တရက်ရောက်လာတတ်ပြီးမြတ်စွာဘုရားကိုမေခွန်းမေးတယ်ပေါ့ဒါကြောင့်မို့တကောဒီဝါနမိန်တော်တရားနာမင်းကြီးဟာမြတ်စွာဘုရားရှိတဲ့တောအကြောင်းဘက်ကိုရောက်လာပြီးတော့မြတ်စွာဘုရားကိုမတ်တရက်လျက်ရှိခိုးပြီးမေခွန်းကိုမေးတာဖြစ်တယ်ပေါ့ဒီလိုဆိုတာနော်အဲ့တော့အဲ့ဒီသူမေးတဲ့မေခွန်းကဘာလဲလို့ဆိုလို့ရှိရင်အရှင်ဘုရားတဲ့တချို့သောပုဂ္ဂိုလ်တွေဟာမျက်မှောက်ဘဝမှာတွေပဲစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားကြတယ်အဲ့ဒီလိုမျက်မှောက်ဘဝမှာပဲစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်ရရှိသွားကြပါသလဲဒီမေခွန်းကတစ်ခုအရှင်ဘုရားတချို့သောပုဂ္ဂိုလ်တွေဟာမျက်မှောက်ဘဝမှာစိတ်နှလုံးအေးချမ်းမှုကိုမရရှိကြပါဘူးစိတ်ပူလောင်မှုတွေနဲ့ဖြစ်ပေါ်ပြီးတော့နေကြတယ်အဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုမရရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းဘာကြောင့်မရရှိတာတော့အကြောင်းကဘာပါလဲဆိုတဲ့မေးခွန်းကိုမေးတယ်လောကမှာအကြောင်းမရှိပဲဘာတစ်ခုမှမဖြစ်ဘူးအကြောင်းဆိုတာရှာကြရတယ်ပေါ့တမားတော်တယောက်ဟာမိမိစီရောက်လာတဲ့ဝေဒနာရှင်တဦးကိုမေးမြန်းစစ်ပြီးယောဂဖြစ်ခြင်းရဲ့အကြောင်းကိုအရင်ရှာရတယ်လို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိတယ်အဲ့ဒီအကြောင်းတရားကိုတွေးအောင်ရှာပြီးမှအဖြေဆိုတာထုတ်လို့ရတယ်ပေါ့ဒါကြောင့်မို့အကြောင်းကိုအရင်ရှာတဲ့အနေနဲ့ဘာကြောင့်စိတ်နှလုံးအေးချမ်းမှုကိုမရတာလဲဘာကြောင့်စိတ်နှလုံးအေးချမ်းမှုကိုရကြတာလဲဆိုတဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးတရားမင်းကြီးကသိချင်လို့မြတ်စွာဘုရားကိုမေးလျှောက်ခဲ့တာပေါ့မေးလျှောက်ခဲ့တာကိုဘုန်းကြီးတို့တွေမြတ်စွာဘုရားရဲ့အဖြေကိုမှတ်သားကြရမှာဖြစ်တယ်တရားမင်းကြီးကအဲ့ဒါလို့လျှောက်တော့မြတ်စွာဘုရားရဲ့အဖြေဟာအင်တမလက်တွေ့ကြတဲ့အဖြေတစ်ခုဆိုပါစို့ဘဝမှာစိတ်နှလုံးအေးချမ်းမှုကိုမရရှိတဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်မရတာတော့လို့
ဆိုတဲ့အခါမှာစိတ်နှလုံးအေးချမ်းမှုမရခြင်းရဲ့အကြောင်းစဉ်းစားကြည့်လိုက်မြတ်စွာဘုရားကလူဘဝလူစိတ်ဓာတ်နဲ့ဆက်ဆက်ပြီးတော့ဖြေထားနော်လူဘဝလူစိတ်ဓာတ်နဲ့ဆက်ဆက်ပြီးတော့ဖြေထားတယ်လောကမှာတဲ့လူတွေမှာကိုယ့်ကိုစဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကလူရဲ့စိတ်ကိုအခြေခံပြီးတော့ဟောတာလို့ဖြစ်တယ်ဘုန်းကြီးတို့တွေနေ့စဉ်ကြုံတွေ့နေတာလေးကိုအာယုံပြုကြည့်လောကမှာတဲ့မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံတွေရှိတယ်မျက်စိနဲ့မြင်ပြီးတော့နှစ်သက်စရာကောင်းတဲ့အာယုံတွေကြိုက်စရာကောင်းတဲ့အာယုန်တွေကျေနပ်စရာကောင်းတဲ့အာယုန်တွေဆွဲမဲ့စရာကောင်းတဲ့အာယုန်မြင်ပြီးတော့လိုချင်စရာတွေမျက်စိနဲ့ကြည့်ပြီးတော့လိုချင်စရာတွေလောကမှာအများကြီးရှိတယ်ထို့တူပဲနားနဲ့ကြားပြီးတော့နှစ်သက်မျက်နှိုးစရာကောင်းတဲ့အသံတွေနှာခေါင်းနဲ့နမ်းရှုပြီးတော့နှစ်သက်မျက်နှိုးစရာကောင်းတဲ့အနံ့တွေလျှာနဲ့လျက်ပြီးတော့နှစ်သက်မျက်နှိုးစရာကောင်းတဲ့အရာသာတွေခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့နှစ်သက်မျက်နှိုးစရာကောင်းတဲ့အရာတွေနဲ့စိတ်ကူးနဲ့နှစ်သက်စရာကောင်းတဲ့စိတ်ကူးစိတ်တန်အာယုန်တွေလို့ဟောကြည့်လိုက်မယ်ဆိုရင်ဒါကလွဲလို့ဘာမှမရှိဘူးလေနာမည်တွေတတ်မယ်ဆိုရင်တော့လေဆုံးနိုင်မှာမဟုတ်ဘူးပေါ့မျက်စိတွေကကားလေးလှလှလေးမြင်ထားရင်လည်းလိုချင်မှာပဲအဝတ်အစားလှလှလေးမြင်ရင်လည်းပဲလိုချင်မှာပဲနေစရာအိမ်လေးတိုက်လေးလှလှလေးဆိုရင်လည်းလိုချင်မှာပဲပစ္စည်းဥစ္စာနဲ့အမြည်တက်ပြီးပြောမယ်ဆိုရင်တော့လောကမှာမျက်စိနဲ့မြင်ပြီးလိုချင်စရာအာယုန်တွေဟာမဆုံးနိုင်အောင်ရှိနေကြမှာပေါ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကအကျဉ်းလေးတွေပြောလိုက်တဲ့စကားကတော့တန္တိခောဒေဝနာမိဒ္ဒစက္ခုဝိညေယရူပါတရားမင်းနဲ့မျက်စိနဲ့မြင်ပြီးသိရတဲ့အာယုန်တွေစက္ခုဝိညာဉ်စိတ်နဲ့သိရတဲ့အာယုန်တွေကန္တာအိဋ္ဌာလိုချင်စရာကောင်းတယ်ကန္တာနှစ်သက်စရာကောင်းတယ်မနာပါမျက်နှိုးစရာကောင်းတယ်ပိယရူပါချစ်ခင်မျက်နှိုးစရာကောင်းတယ်ကာမုပတ္တဟိတာနှစ်သက်စရာကျေနပ်စရာတွေနဲ့ပတ်သက်ပြီးတော့နေတယ်အဲ့ဓာတွေဟာလောကမှာအများကြီးရှိတယ်ရစနီယာစိတ်နှလုံးကိုဆွဲမဲ့သွားစေနိုင်တယ်ကဲဘုန်းကြီးတို့တွေမျက်စိထဲမှာမြင်လိုက်တဲ့အရာဝတ္ထုတစ်ခုဟာကိုကြိုက်တဲ့အရာတစ်ခုကိုမြင်လိုက်ရင်ဘာဖြစ်တယ်လဲကိုယ်ဆိုင်အခြေအနေကိုကြည့်နားနဲ့အတန်လေးတစ်ခုကိုကြားလိုက်လို့ရှိရင်လေကိုကြိုက်တဲ့အတန်လေးဆိုရင်ဘာဖြစ်လာလဲစိတ်ထဲမှာနှာခေါင်းကနေအနံ့ရလိုက်လို့ကိုကြိုက်တဲ့အမွှေးနှံ့လေးကိုကြိုက်တဲ့ရနံ့လေးဆိုရင်စိတ်ကဘာဖြစ်သွားမလဲစဉ်းစားပြီးတော့ကြည့်လျှာကလည်းကောင်းတဲ့အရာသာလေးကိုကြိုက်တဲ့အရာသာလေးကိုလျက်လို့ရှိရင်စိတ်ထဲမှာဘလို့ဖြစ်သွားတယ်လဲခန္ဓာကိုယ်ကထိတွေ့လို့အထိတွေ့လေးနဲ့ပတ်သက်လာလို့ရှိရင်စိတ်ထဲမှာဘလို့ခံစားရတယ်ဘလို့ဖြစ်ပြသွားတယ်လဲဆိုတာဆင်ញင်စဉ်းစားကြည့်စိတ်ကူးရင်ပြီးတော့တွေးလိုက်တဲ့အတွေးလေးတွေနဲ့ပတ်သက်ပြီးအတွေးထဲမှာပေါ်နေတဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးတော့လည်းစိတ်ထဲမှာဘလို့ကျေနပ်စရာတွေရှိနေတယ်ဆိုတာဘယ်လိုစိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်ဆိုတာဟာအလွန်ထင်ရှားတဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့ကဲမျက်စိကမြင်လိုက်လို့နှစ်သက်စရာအဆင်းအာယုံလေးတစ်ခုကိုတွေးလိုက်ပါပြီတဲ့အဲ့ဒီလိုတွေးလိုက်လို့ရှိရင်တွေးယုံနဲ့ရပ်သွားလားလို့ဆိုမရပ်ဘူးဘာဖြစ်တော့တင်းစေဘိက္ခုအဘိနန္ဒတိအဘိဝတ္တတိဣဇောတာယဒိဋ္ဌတိကိုယ့်မျက်စိထဲမှာအလွန်နှစ်သက်စရာကောင်းတဲ့အရာလေးကိုမြင်လိုက်တာနဲ့တပြိုင်နက်ကြိုက်သွားပြီအဘိနန္ဒတိစိတ်ထဲမှာအလွန်ကိုကြိုက်သွားတာဟာဗဇက်ကကိုထုတ်ဖော်ပြောရလောက်အောင်လိုချင်လိုက်တာလို့လူတွေဟာဗဇက်ကထုတ်ဖော်ပြောရလောက်အောင်ကြိုက်သွားတယ်အဘိဝရတိဣဇောတာယဒိဋ္ဌတိစိတ်တစ်ခုလုံးကိုဒီအာယုံကလွှမ်းမိုးချုပ်ကင်ထားလိုက်တယ်ဒါလေးမရရင်မနေနိုင်ဘူးရအောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေရခြင်းတဲ့စိတ်တွေကလွှမ်းမိုးပြီးတော့နေတယ်
ဟောလူတိုင်းဟာစဉ်းစားကြည့်ဟောကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်ရတဲ့အဆင်းအာယုနားနဲ့ကြားလိုက်ရတဲ့အသံအာယုနှာခေါင်းနဲ့နမ်းရှုလိုက်ရလာတဲ့အနတ်အာယုလျှာနဲ့လည်းရဲလည်းရအရသာအာယုအဲ့ဒီရသာအာယုဆိုတာလေလောကမှာလူတွေအကြိုက်ဆုံးပဲရတတနာဆိုတာနော်ဘယ်လောက်ထိအောင်ကြိုက်တုံးဆိုရင်ကိုယ်နဲ့မတည့်မှန်းသိပြီမဲ့လို့အေးတချို့ကမတည့်ရင်လည်းပဲစားပြီးတော့ဆေးတောက်မယ်ဆိုတဲ့အတွေးနဲ့စားတာပဲကြိုက်တဲ့ဟာအေးတချို့ကြတော့ဝဝစားပြီးသေမယ်ဆိုတဲ့လူဟာတောင်ရှိသေးတယ်သေခြင်းတရားတောင်ရင်ဆိုင်နိုင်လောက်အောင်လူတွေရဲ့စိတ်ဓာတ်ဒီလွှမ်းမိုးချုပ်ကိုက်မှုကိုခံနေရတယ်ပေါ့မျက်စိနဲ့မြင်ရတဲ့အဆင်းရဲလွှမ်းမိုးမှုနော်နားနဲ့ကြားရတဲ့အတန်ရဲ့လွှမ်းမိုးမှုနားနဲ့ကြားရတဲ့အတန်ရဲ့လွှမ်းမိုးမှုဆိုရင်ခုခေတ်မှာအတန်ရဲ့လွှမ်းမိုးမှုတွေဘလောက်များတော့ဆိုရင်မော်တော်ဆိုင်ကယ်စီးရင်တောင်မှတစ်ချက်ကလေးနဲ့တစ်ချင်းလေးနဲ့နားထောင်ပြီးတော့သွားတာနောက်ကကားလာတာမသိဘူးလေနော်တစ်ချင်းလေးနဲ့တစ်ချက်ကလေးနဲ့အဲ့ဒီထဲမှာမျောနေပြီးတော့ကားအစီအစဉ်ဖြစ်ကုန်တယ်အဲ့ဒီလိုခရီးသွားတာလမ်းသွားတာတောင်မှပဲကြိုက်နှစ်သက်တဲ့အတန်လေးအာယုံနောက်မှာမျောပါနေတယ်အနတ်နောက်မှာမျောပါနေတယ်အရသာနောက်မှာမျောပါနေတယ်အဲ့ဒီလိုမျောပါနေတော့အကြိုက်ကြီးနဲ့နောက်လွှမ်းမိုးချုပ်ကင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကိုမှတတိမရတော့တဲ့အနေအထားမျိုးရောက်သွားတယ်အားလုံးကိုစွန့်လွတ်နိုင်သွားတယ်ကြိုက်တာစားမယ်တက္ကမကြီးတယောက်ဆိုလို့ရှိရင်ဒွေးနီးကြိုက်လို့တဲ့အလုံးအစိမ့်လောက်စားပြီးနော်သွေးတက်ပြီးဒုက္ခရောက်သွားဘဝဆုံးသက်သွားဒါကတကယ်ဖြစ်တာတွေရှိတာနော်ဒီညင်းဒီမရှောင်နိုင်လို့ဝက်သားနဲ့ချက်စားကြောက်ကပ်ပျက်စီးပြီးတော့သိဆုံးသွားတာမျိုးတွေလည်းရှိဘယ်အရာပဲဖြစ်ဖြစ်ကြိုက်လာပြီဆိုလို့ရှိရင်လူဟာသိခြင်းသေးပါစေနောက်ခါမှရောင်ရဆိုပြီးတော့အဲ့ဒီလိုထီအောင်လှုပ်တတ်တဲ့လူတွေရဲ့စိတ်လွှမ်းမိုးခံရမှုတွေဟာရှိတယ်ပေါ့ဖွတ်တပလို့ဆိုတဲ့အထီအတွေ့နဲ့ပတ်သက်လာလို့ရှိရင်လူတွေဟာယုံထွက်နိုင်စွမ်းမရှိကြဘူးယုံထွက်နိုင်စွမ်းမရှိကြဘူးလွှမ်းမိုးချုပ်ကိုင်မှုတွေခံရတယ်အဲ့တော့လိုက်ပြီးတော့တစ်ကမ္ဘာလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်လူတွေကိုဘယ်သူကချုပ်ကိုင်နေတာတော့လို့မေးမယ်ဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေကချုပ်ကိုင်နေတာလားဘယ်ဟုတ်မလဲတဏှာကချုပ်ကိုင်နေတာနော်မြင်စရာအာယုန်နဲ့ပတ်သက်လာလို့ရှိရင်လည်းမခွဲနိုင်မခွာရက်ဖြစ်နေအောင်ကြားလို့ရတဲ့အတန်အာယုန်နဲ့ပတ်သက်လာရင်လည်းမခွဲနိုင်မခွာရက်ဖြစ်အောင်အနတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းမခွဲနိုင်အောင်အရသာနဲ့ပတ်သက်လာလို့ရှိရင်လည်းမခွဲနိုင်မခွာနိုင်အောင်အထီးအတွေ့နဲ့ပတ်သက်လာလို့ရှိရင်လည်းမစွန့်လွတ်နိုင်အောင်ရုပ်မထွက်နိုင်အောင်ဘယ်သူကချုပ်ကင်နေတော့ဆိုရင်စွဲမဲ့မှုဆိုတဲ့တဏှာချုပ်ကင်သွားတာမျက်စိကလှတာလေးမြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုလေးတွေဝင်လာတယ်အဘိနန္ဒတိရှင်းနှက်သွားပြီကြိုက်သွားပြီအဘိဝရတိကောင်းလိုက်တာလှလိုက်တာလို့နှုတ်ကပဲထွက်ပြီးတော့ပြောလာပြီဣဇောတာယဒိဋ္ဌတိသူ့စိတ်ကိုလွှမ်းမိုးပြီးချုပ်ကင်ထားလိုက်ပြီဆိုတဲ့အဲ့ဒီအနေအထားကိုရောက်သွားကြတာအကုန်လုံးအဲ့ဒီအနေအထားရောက်သွားလို့ရှိရင်ဘာဖြစ်လာတော့ဆိုတော့တတတံဘိနန္ဒတော်အဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားတွေကိုကြိုက်လာပြီးတွေ့တာလာပြီးအဘိဝရတော်ကောင်းလိုက်တာလို့စိတ်ထဲကနေမကနှုတ်ကမျက်ဆိုပြီးတော့ပြောလာပြီနော်ဣဇောတာယဒိဋ္ဌတော်ချုပ်ကင်လွှမ်းမိုးထားခြင်းကိုခံနေရပြီဆိုတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လာတော့ဆိုတန်လိတ္တိတံဝိညာဏံအဲ့ဒီကိုနှစ်သက်တဲ့အာယုံလေးပေါ်မှာလှုပ်ဆောင်မှုဆိုတဲ့ကံတရားတွေဖြစ်ပေါ်လာပြီမရရအောင်လုပ်မယ်နော်ဒါလေးကိုရကျင်လာတယ်ရကျင်လို့ကြိုးစားလာတယ်ကြိုးစားလာပြီးရတဲ့နည်းတွေနဲ့လှုပ်လာတယ်ရတဲ့နည်းဆိုတာမှန်ကန်တဲ့နည်းနဲ့ရှိတယ်လို့မှားယွင်းတဲ့နည်းတွေလည်းရှိတယ်မရရအောင်ကံတရားတွေကိုလှုပ်လာတယ်ကုသိုလ်ကံအကုသိုလ်ကံတစ်ခုခုလှုပ်လာသည့်အတွက်ကြောင့်
ဒီအာယုံပေါ်မှာလိုချင်မဲ့မောမှုကိုအကြောင်းပြုပြီးတော့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကံတရားတွေဟာဖြစ်ပေါ်လာပြန်ပြီဒီလိုဆိုလို့တယ်နော်ရလိုမှုနဲ့ကြိုးစားအထောက်မှုကံတရားတွေဖြစ်ပေါ်လာတယ်အဲ့ဒါလိုကံတရားတွေဖြစ်ပေါ်လာတဲ့အခါမှာအဲ့ဒီကံတရားဟာသူ့ရဲ့စိတ်နှလုံးကိုချုပ်ကင်ထားတဲ့ဥပါဒံဆိုတဲ့အဆင့်ကိုရောက်လာတယ်ဟောချုပ်ကင်လိုက်ပြီးဆွဲမဲ့မှုတွေကချုပ်ကင်ထားပြီချုပ်ကင်ထားသည့်အတွက်ကြောင့်ဥပါဒါနတတုပါဒနာအဲ့ဒါဟာလူတွေအတွက်ဆွဲလန်းနေတဲ့အရာတစ်ခုဖြစ်လာတယ်သဥပါဒါနောဒေဝနာမိဏဘိက္ခုနောပရိနိဗ္ဗာယတိအဲ့ဒီလိုအစွဲလန်းနေရှိနေပြီဆိုလို့ရှိရင်တော့ဘယ်တော့မှစိတ်နှလုံးအေးချမ်းမှုကိုမရဘူးဒီလိုဆိုလိုတာနော်အဲ့တော့ဆွဲလန်းမှုရှိနေစိတ်နှလုံးအေးချမ်းမှုမရပူပြီလေသူ့အတွက်ပူတယ်ကိုယ့်အတွက်ပူတယ်ပစ္စည်းအတွက်ပူတယ်ဟောပူစရာတွေနဲ့ပဲဝိုင်းဝိုင်းလဲနေတယ်ကိုယ့်ကိုစဉ်းစားကြည့်ငါပူစရာရှိလားပူစရာတွေကရှိတာနော်တခါတလေပူစရာမရှိဘူးလို့စိတ်ကထင်နေတတ်တယ်ဟိုအခြေအနေတွေကသူ့ဟာသူကောင်းနေတဲ့အချိန်မှာပူစရာမရှိဘူးလို့ထင်နေတော့လေတခုခုဖြစ်လာပြီဆိုရင်ပူစရာရှိတာတချို့ကြတော့လေပူစရာကိုရှာကြံပြီးတော့တောင်မှပူနေတာရှိတယ်လေတချို့အသက်အရွယ်ကြီးတဲ့ဟိုအဖိုးတွေဖွားတွေဆိုလို့ရှိရင်သူချစ်တဲ့မြည်လေးအိမ်ကထွက်သွားရင်ပြန်မရောက်မချင်းတမျောမျောလုံးနေတာဟောပူစရာကိုရှာကြံပူနေလိုက်တယ်တွေးလိုက်သေးတယ်လမ်းမြဘာများဖြစ်နေတော့အချိန်တန်လို့အိပ်ပြန်မလာဘူးလိုက်ရှာကြသားမှာဟောဒီလိုတွေစိတ်ထဲမှာတွေးကြံပြီးတော့ပူနေတာလေးလည်းအများကြီးပဲပူနေတာအဲ့ဒါလို့ပူမှုတွေဟာဘာကြောင့်လဲလို့ဆိုရင်သဥပါဒါနောတဲ့တွေ့တာမှုတွေဆွဲလန်းမှုတွေအဲ့ဒီတွေ့တာမှုတွေဆွဲလန်းမှုတွေရှိနေတယ်ဗျစိတ်ငြိမ်းချမ်းမှုကိုဘယ်တော့မှမရဘူးတဲ့မြတ်စွာဘုရားနော်စိတ်ငြိမ်းချမ်းမှုမရနိုင်ဘူးတွေ့တာမှုတွေနဲ့တိဆောက်ထားတဲ့ဘဝစိတ်ငြိမ်းချမ်းမှုကိုဘယ်ဒီနေ့မှမရဘူးလို့မြတ်စွာဘုရားသခင်ကိုရမြတ်ကတရားမင်းကြီးရဲ့မေးခွန်းကိုဖြေတာဟာရှင်းရှင်းလေးပဲလူတွေရဲ့သဘာဝနဲ့ပတ်သက်ပြီးတော့ဖြေလိုက်တာဘုရားဖြေတာလေးကိုအချင်းချုပ်လေးပြန်မှတ်သားမယ်ဆိုရင်အေးမျက်စိနဲ့မြင်ရတဲ့အစင်းအာယုံတကယ်ကိုနှစ်သက်စရာကောင်းလိုချင်စရာကောင်းမမောစရာကောင်းတဲ့အစင်းအာယုံတစ်ခုကိုတွေးလိုက်ပါပြီတဲ့တွေးလိုက်တဲ့အစင်းအာယုံကိုကြိုက်နှစ်သက်လာတယ်ကြိုက်နှစ်သက်ကြောင်ထုတ်ပေါ်ပြောလာတယ်စိတ်နှလုံးကိုကြိုက်နေတဲ့မှုတဏှာကနေပြီးချုပ်ကင်ထားလိုက်တယ်အဲ့ဒါလို့ချုပ်ကင်ထားလိုက်တဲ့ဟာဥပါဒံဖြစ်လာတယ်အစွဲလန်းကြီးတစ်ခုဖြစ်လာအဲ့ဒီအစွဲလန်းကြီးတစ်ခုဖြစ်လာလို့မရရအောင်ကြိုးပမ်းအားထုတ်မှုဆိုတဲ့အလုပ်တွေလုပ်လာအဲ့ဒီလိုလှုပ်လာသည့်ထိအောင်ပြင်းထန်လာတဲ့ဥပါဒံရှိနေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်တော့မှစိတ်နှလုံးအေးချမ်းမှုကိုမရဘူးလို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ဘုန်းကြီးတို့တွေလည်းအခုလို့မြင်စရာအာယုံကြားစရာအာယုံတွေပေါ်မှာတွေ့တာမှုတွေမကင်းသေးဘူးဆိုလို့တွေ့တာမှုတွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်အခုလို့တွေ့တာမှုတွေဥပါဒံတရားတွေချုပ်ကင်လာပြီဆိုရင်တော့ဘယ်တော့မှစိတ်နှလုံးငြိမ်းချမ်းမှုကိုရမှာမဟုတ်ဘူးစိတ်နှလုံးငြိမ်းချမ်းမှုကိုမရတဲ့ပုဂ္ဂိုလ်စင်ထဲမှာပဲပါဝင်နေကြမှာဖြစ်တယ်ခဏတစ်ပြုတ်စိတ်ကလေးအေးချမ်းမှုကိုကြည့်ပြီးတော့စိတ်ပူစရာမရှိဘူးလို့ပြောနေပြီမလို့မကြခင်ပူစရာတွေကဝင်လာတတ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့တော့လောကမှာပူစရာဆိုတာဟာမျက်စိနဲ့မြင်လို့မြင်ရတဲ့အာယုံနားနဲ့ကြားရတဲ့အာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံစိတ်နှလုံးနဲ့ကြံစီတွေးတော်ရတဲ့စိတ်နဲ့သိရတဲ့အာယုံလို့ဆိုပြီးဒီအာယုန်တွေကလွဲပြီးတော့စိတ်နှလုံးကိုအာယုန်တွေပေါ်မှာတွေ့တာတဲ့တဏှာကလွဲပြီးတော့စိတ်နှလုံးကိုပူလောင်လုပ်တဲ့အရာဆိုတာလောကမှာမရှိဘူးအဲ့ဒီတွေ့တာမှုဆိုတဲ့တရားတဏှာတရားကိုမြတ်စွာဘုရားကကိလေသာလို့ဟောတယ်ကိလေသာဆိုတဲ့အဓိပ္ပာယ်ကစိတ်ကိုပူစေတတ်တဲ့အရာလို့ဆိုလိုတယ်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အရာစိတ်ကိုပူစေတတ်တဲ့အရာ
စိတ်နှလုံးကိုညှဉ်းနှွမ်းသွားအောင်ပူလောင်သွားအောင်လုပ်တာဘယ်သူကလုပ်နေတာတော့ဆိုရင်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ကိလေသာကပဲလုပ်နေတာပဲဖြစ်တယ်ပေါ့စိတ်ထဲမှာကိလေသာအညစ်အကြေးတွေမကင်းဝေးသေးတဲ့မြကာလပတ်လုံးစိတ်ပူလောင်မှုတွေရှိနေကြအောင်မှာပဲဖြစ်တယ်ငြိမ်းချမ်းမှုကိုဘယ်နည်းနဲ့မှမရနိုင်သေးဘူးလို့ဒီလိုဆိုလိုတာပေါ့တရားမင်းကြီးကိုမြတ်စွာဘုရားကဖြေလိုက်တာဒါဟာစိတ်နှလုံးငြိမ်းချမ်းမှုကိုမရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဒါဖြင့်စိတ်နှလုံးငြိမ်းချမ်းမှုကိုရတာတော့ဘာကြောင့်ရတာတော့လို့ဆိုတော့ကြည့်ဆန့်ကျင်မဲ့အနေနဲ့မြတ်စွာဘုရားအရှင်းပြဒါဟာအဖြူနဲ့အမဲဆိုတာဆန့်ကျင်မဲ့သွားနေတာလေးကြီးပဲရသူနဲ့မရသူဆိုတာ positive နဲ့ negative ပဲအဲ့ဒီလိုဆန့်ကျင်မဲ့လာနေတယ်လောကမှာမျက်စိကမြင်ရတဲ့အဆင်းအာယုန်တွေနှစ်သက်စရာကောင်းတဲ့အဆင်းအာယုန်တွေကျင့်တတ်စရာကောင်းတဲ့အဆင်းအာယုန်တွေစွဲမဲ့စရာကောင်းတဲ့မျက်စိနဲ့မြင်ရတဲ့အာယုန်တွေတတ်မဲ့စရာအာယုန်တွေလောကမှာရှိတယ်သို့တော့အဲ့ဒီတတ်မဲ့စရာအာယုန်တွေကိုနော်မတတ်မဲ့ဘူးလိုချင်လိုက်တာလို့ဆိုတဲ့စိတ်မဖြစ်စေဘူးထိုတတ်မဲ့မှုတဏှာရဲ့လွှမ်းမိုးချုပ်ကင်မှုကိုမဖြစ်စေဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ပူလောင်မှုဆိုရင်ပေါ်မလာတော့ဘူးနော်ပူလောင်မှုကိုပေါ်မလာတော့လောကမှာအစင်းအာယုံဆိုတာဒီအလှအပတို့ဆိုတာလောကရဲ့သဘာဝရှိနေမှာလိုချင်စရာအာယုန်တွေဆိုတာလောကသဘာဝရှိနေမှာပဲကိုကလောက်ရမှာကလိုချင်စရာအာယုန်တွေကိုဖြည့်ဆည်းပြရမှာမဟုတ်ဘူးလိုချင်တဲ့စိတ်ကိုထိရမှာသာဖြစ်တယ်ပေါ့နော်လိုချင်စရာအာယုန်ကဖြည့်ဆည်းစရာမလိုဘူးလောကကြီးဆိုတာအလှပတွေလိုချင်စရာတွေနဲ့သာဝရပြည့်နေနေမှာပဲအဲ့ဒီပြည့်နေနေတဲ့လောကကြီးမှာရှိတဲ့လိုချင်စရာနှစ်သက်စရာမျက်နှိုးစရာတွေအာယုန်တွေအပေါ်မှာလိုချင်တတ်တဲ့တဏှာဆိုတာကိုပဲကိုယ်ကထိန်းချုပ်ရသူ့ကိုပဲနှိပ်ကွက်ရမှာဖြစ်တယ်ပေါ့အလှပတွေကိုဖြည့်ဆည်းပြဖို့မဟုတ်ဘူးမျက်စိကလည်းပဲလှတာမြင်မှာပဲနားကလည်းပဲตาရတဲ့အတန်ကြားမှာပဲနှာခေါင်းကလည်းမှုကြိုင်တဲ့အနံ့ရမှာပဲလျှာကလည်းကောင်းမြတ်တဲ့အရာတွေသိရှိမှာပဲခန္ဓာကိုယ်ကလည်းပဲအထီးအတွေ့ကောင်းနေထိတွေ့မှာပဲစိတ်ကူးထဲမှာလည်းပဲကောင်းတဲ့အကြံစီတွေဖြစ်ပေါ်လာမှာပဲသို့တော့အဲ့ဒီဖြစ်ပေါ်လာတဲ့အပေါ်မှာတဏှာရဲ့ချုပ်ကင်လွှမ်းမိုးမှုမဖြစ်ဖို့ဒါလည်းကိုယ်ကထိန်းချုပ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကကြီးကိုရှင်းရှင်းလင်းလင်းဟောတဲ့အခါမှာမြတ်စွာဘုရားနတ္တေကာမယာနိစိတ်တရာနိလောကေလောကမှာရှိတဲ့အလှအပတွေစမ်းကြဲတဲ့အရာတွေဟာဒါတွေဟာကာမမဟုတ်ဘူးတဲ့နော်ကာမမဟုတ်ဘူးကာမဆိုတာနှစ်သက်တွေ့တတ်တဲ့တဏှာမဟုတ်ဘူးအလှပအာယုဟာသူ့ဟာသူလှပတာကိုယ်နဲ့ကိုကဒီအဲ့ဒီလှပမှုတွေဟာလူတွေကိုဆွဲဆောင်နေတာမဟုတ်ဘူးတဲ့အဲ့တော့လူတွေကိုအလှပအာယုဘက်ကိုဆွဲဆောင်ပြီးတော့ပို့နေတာကိုယ်တဏ္ဍာမှာဖြစ်တဲ့တဏှာလောဘသာဖြစ်တယ်ပေါ့ကိုကထိန်းချုပ်ရမှာတဏှာလောဘစိတ်ထဲမှာဖြစ်ပေါ်လာတဲ့လိုချင်တတ်မဲ့တဲ့တဏှာလောဘကိုသာထိန်းချုပ်ရမှာဖြစ်တယ်အလှပတွေကိုဖျက်ဆီးပြရမှာမဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့နော်ကာမဆိုတဲ့စကားလုံးဟာလိုချင်စရာကိုလည်းကာမလို့ခေါ်တယ်လိုချင်တာကိုလည်းကာမလို့ခေါ်တယ်လိုချင်စရာဆိုတာလောကမှာရှိတဲ့အလှပတွေအားလုံးဟာလိုချင်စရာတွေနှစ်သက်စရာဆင့်ဆွယ် pleasure လို့ဆိုတဲ့လိုချင်စရာအာယုန်တွေလောကမှာရှိတယ်အဲ့ဒီလိုချင်စရာအာယုန်တွေဟာလောကမှာရှိနေမှာပဲသို့တော့ကိုကထိမ့်ကွက်ရမှာကဘာလို့လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘကိုသာလည်းထိမ့်ကွက်ရမှာဖြစ်တယ်ပေါ့ရသော်ဘုရားကတဏှာကိုသာပယ်ခိုင်းတာဖြစ်တယ်အလှပကိုပယ်ခိုင်းတာမဟုတ်ဘူးဥပမာတစ်ခုပြောမယ်ဆိုရင်လူတွေကသားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ဒီလိုပြောကြတဲ့အခါဒါဖြင့်တန်ရောစဉ်ကင်းသွားအောင်သားသမီးတွေကိုစွန့်ပစ်ရမှာလားပစ္စည်းတွေကိုစွန့်ပစ်ရမှာလားလို့မေးကြဖြစ်လာပစ္စည်းစွန့်ပစ်လိုက်ရုံနဲ့တန်ရောစဉ်ပြတ်သွားမှာမဟုတ်ဘူးသားသမီးစွန့်ပစ်လိုက်တာနဲ့တန်ရောစဉ်ကပြတ်သွားမှာမဟုတ်ဘူး
ဥပမာလေးတစ်ခုစဉ်းစားကြည့်စာရွက်ကလေး2ရွက်နော်စက္ကူလေး2ချက်ကိုကြည့်စာရွက်လေး2ရွက်တူတူထပ်ထားတယ်အဲ့ဒီစာရွက်လေး2ရွက်ဟာတစ်ခုနဲ့တစ်ခုကပ်မနေဘူးဆိုတဲ့အခါမှာကိုယူခြင်းတဲ့စာရွက်လေးကိုယူလို့ရတယ်သို့တော့အဲ့ဒီစာရွက်လေး2ခုကြားမှာဂလူးဆိုတဲ့ကော်ဆေးလေးထည့်ကြည့်လိုက်ကော်ဆေးလေးထည့်လို့စက္ကူလေး2ခုကတ်သွားပြီဆိုတဲ့အချိန်မှာမခွာနဲ့ခွာရင်စုပ်ပြီနော်ကော်လေးကတ်သွားလို့ရှိရင်စုပ်သွားပြီအဲ့တော့စက္ကူ2ချက်ဒီလိုတွဲသွားတာဟာဟိုစက္ကူကြောင့်ဒီစက္ကူကတွဲရတာလားဒီစက္ကူကြောင့်ဟိုစက္ကူကတွဲတာလားလို့ဆိုစက္ကူ2ခုကတော့ဘလောက်ထပ်ထားဘယ်တော့မှမတွဲဘူးတွဲတာကအလဲကောင်ကကော်ဆေးအလဲကောင်ကကော်ဆေးကိုဖယ်လိုက်တာနဲ့တပြိုင်နက်ဒီစက္ကူ2ချက်ဟာတူတူနေလဲတွဲမနေတော့ဘူးပေါ့ထို့တူပဲမိဘတွေကသာသမီတန်ရောစဉ်ရှိတယ်ဆိုတာဟာဂျားထဲမှာကော်ဆေးနဲ့အလားတန်တူတဲ့တွေ့တာမှုတဏှာအဲ့ဒီတွေ့တာမှုတဏှာကိုဖြတ်ရမှာသာသမီကိုဖြတ်ရမှာမဟုတ်ဘူးပစ္စည်းနဲ့လူတွေရဲ့စိတ်ကြားထဲမှာတွေ့တာမှုတဏှာကိုသာဖြတ်ရမှာပစ္စည်းတွေကိုစွန့်ပြစ်ရမှာမဟုတ်ဘူးဒီလိုဆိုလို့လေနော်အဲ့တော့ဖြတ်ရမှာကတဏှာကိုသာလည်းဖြတ်အခုလည်းပဲလောကမှာအလှအပတွေအများကြီးရှိတယ်အလှအပတွေကိုဖြည့်ဆည်းပြဖို့မဟုတ်ဘူးလှတာပတာသူ့ဘာသူလှမှာပဲအဲ့ဒီအလှအပတွေပေါ်မှာကိုယ်စိတ်ကတွေ့တာမှုကိုဖြတ်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီလိုဖြတ်တယ်ဆိုတဲ့အခါမှာဖြတ်တဲ့နည်းရောရှိသလားလို့ဆိုတော့မြတ်စွာဘုရားဖြတ်တဲ့နည်းတွေပေးထားတယ်ဆိုပါစို့လူတယောက်ဟာမိမိပုဂ္ဂိုလ်တူပေါ်မှာခင်မင်းနဲ့တွေ့တာတယ်ဆိုတာဖြစ်လာလို့ရှိရင်ဘာနဲ့ဖြတ်မလဲနော်တွေ့တာတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ဖြတ်မလို့ဆိုရင်မြတ်စွာဘုရားကနည်းပေးထားတာအတုပဘာဝနာနဲ့ဖြတ်ပါနော်အမျိုးသားအမျိုးသမီးပဲဖြစ်စေအမျိုးသားချင်းဖြစ်စေအမျိုးသမီးချင်းဖြစ်စေမိသားစုပဲဖြစ်စေတူနဲ့တူတွေ့တာတယ်သိပ်ပြီးတော့မမောနေတယ်ခင်မင်းနေတယ်ဆိုလို့ရှိရင်ဘာနဲ့ဖြတ်မလဲလို့ဆိုရင်အတုပဘာဝနာပွားပြီးတော့ဖြတ်ပါမတက်မတဲယွန်းစပွဲဆိုတာတွေကိုအာယုံပြုပြီးတော့ဒါတွေကိုနှလုံးသွင်းလိုက်တာနဲ့အလဲကောင်ကကော်ဆေးဟာသူ့အတူခြောက်သွားအဲ့ဒီနည်းနဲ့ခြောက်အောင်လို့သားကိုစွန့်ပြရမှာမဟုတ်ဘူးသမီးကိုစွန့်ပြရမှာမဟုတ်ဘူးပုဂ္ဂိုလ်စွန့်ပြရမှာမဟုတ်ဘူးနှစ်ဦးကြားမှာဖြစ်ပေါ်နေတဲ့တဏှာအစေးကိုခြောက်အောင်လုပ်တယ်လူကိုတွေ့တာနေတယ်ဆိုရင်တွေ့တာတဲ့လူရဲ့မတင့်မတဲယွန်းစပွဲတွေကိုရှုမှတ်ပွားများတဲ့အတုပဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်ဟောစိတ်ဓာတ်မှာတဏှာအစေးဝင်ရောက်ပြီးတော့မလာနိုင်တော့ဘူးပစ္စည်းကိုတွေ့တာတယ်ဆိုရင်ဘာနဲ့ဖြတ်အနိစ္စပညာပွားပြီးတော့ဖြတ်ဘယ်လိုပွားရတချို့ဆိုရင်ပစ္စည်းတွေ့တာရှိတယ်လေအဝတ်စားအသစ်ကလေးလှုပ်ထားတယ်မဝရဘူးသိမ့်ထားတယ်နော်တကြီးကြီးနဲ့ထားတယ်ယရဏပစ္စည်းလေးတွေတကြီးကြီးနဲ့ထားတယ်မဝရဘူးအဲ့ဒီလိုသိပ်ပြီးတော့ပစ္စည်းကိုတွေ့တာလွန်အားကြည့်လိုက်ရင်ဘာနဲ့ဖြတ်ရဆိုလို့ရှိရင်အနိစ္စတင်ညာကိုဆင်ញင်ဩဒီပစ္စည်းဟာငါမသုံးလို့ရှိရင်သူ့ဘာသူအလိုလျောက်ပျက်စီးသွားမှာပဲငါကလည်းပစ္စည်းကိုစွန့်သွားတာဖြစ်နိုင်တယ်ပစ္စည်းကတော့လည်းငါ့ကိုစွန့်သွားတာဖြစ်နိုင်တယ်ပစ္စည်းဆိုတာသုံးဆွဲဖို့သာဖြစ်တယ်နော်ဟိုလူမကန်ရဒီလူမကန်ရနှမျောပြီးတော့မသုံးရမဆွဲရဖြစ်နေလို့ရှိရင်သူ့တဘာဝအလျောက်ပျက်စီးဆုံးရှုံးသွားမှသာဖြစ်တယ်ပစ္စည်းဆိုတာသုံးဖို့ထားတာဖြစ်တယ်သုံးရမယ်လို့ဆိုတော့ဟောစိတ်နဲ့အနိစ္စတင်ညာကိုနှလုံးသွင်းလိုက်မယ်ဆိုရင်တွေ့တာမှုဟာရော့ကျသွားတယ်အဲ့ဒီလိုမဟုတ်လို့ရှိရင်မိုးရဲ့မစားရဲ့အဲ့ဒီလိုဖြစ်နေတတ်တယ်။ဩအဲ့လိုဖြစ်တတ်တယ်။ဒါကြောင့်မလို့အနိစ္စတင်ညာနဲ့ဖြတ်တနည်းနည်းနဲ့ကမ္မထာအာယုတစ်ခုခုနဲ့ကိုယ်စိတ်မှာပစ္စည်းနဲ့စိတ်ချားမှာတွေ့တာမှုဆိုတဲ့ကော်ဆေးတွေရောက်လာပြီဆိုလို့ရှိရင်ခုလိုအနိစ္စတင်ညာဆိုတာနဲ့ဆေးကြောပြစ်လိုက်လို့ရှိရင်အဲ့ဒီကော်ဆေးဟာရော့ကျသွားတယ်။နောက်ဆုံးမှလုံးဝဖယ်ရှားနိုင်သွားတယ်ဖယ်ရှားသွားနိုင်တယ်ပစ္စည်းပေါ်မှာတွေ့တဲ့စိတ်တွေသိမရှိဘူးသုံးဆွဲဖို့အနေထားတစ်ခုပဲထားတယ်
နှမျောနေတာမရှိတော့ပေးနိုင်တယ်ကမ်းနိုင်တယ်စွန့်နိုင်တယ်ကိုယ့်ပစ္စည်းကိုနှမျောတွေ့တာနေတဲ့စိတ်တွေဟာရော့ကျပြီးတော့သွားတယ်လူဘောခင်မင်တွေ့တာလုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲထိုပုဂ္ဂိုလ်တယောက်ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေသူကံနဲ့သူလာကြတာတွေတနေ့ကျရင်တို့တွေခွဲသွားကြမှာဆိုတဲ့အတွေးတွေတွေးရင်ကနေပြီးတော့တွေ့တာမှုတွေကိုရှော့ချလို့ရတယ်အဲ့ဒါလို့ရှော့ချလိုက်လို့ရှိရင်ပျောက်သွားတာဘာလို့ဆိုရင်နှစ်ဦးကြားမှာရှိတဲ့တွေ့တာမှုပဲပျောက်သွားတာလူကတော့မပျောက်ဘူးရှိနေမှာအဲ့ဒါဟာဥပါဒံကိုရှော့ချတဲ့နည်းလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့စိတ်ထဲမှာပေါ်ပေါက်လာတဲ့တွေ့တာမှုဆိုတဲ့တဏှာအစေးကိုရော့ကျသွားအောင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်အဲ့ဒါလို့အားထုတ်လို့တဏှာအစေးတွေမရှိတော့ဘူးဆိုလို့ရှိရင်မျက်စိနဲ့မြင်ရတဲ့အာယုံမြင်ရမှာပဲသို့တော့မြင်ရတဲ့အာယုံပေါ်မှာတဏှမဲ့ဆွဲလန်းတဲ့တဏှာမလာဘူးနားနဲ့ကြားရတဲ့အတန်လေးရှိမှာပဲသို့တော့ဒီအတန်ကိုမကြားရမနေနိုင်ဘူးဆိုတဲ့တဏှာအစွဲမလာဘူးနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့လျှာနဲ့အရသာပြုသိရတဲ့အရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ကိုယ်ကာယနဲ့ထိတွေ့ရတဲ့အထိတွေ့စိတ်ကူးကြံစီရတဲ့အတွေးအာယုန်တွေပေါ်မှာနော်တွေးမိတော်လည်းပဲထိုအာယုန်တွေပေါ်မှာတဏှာဆိုတဲ့အစေးမရှိဘူးဆိုလို့ရှိရင်တွေ့တာမှုဆိုတာမလာတော့ဘူးမလာရင်တွေ့တာမှုကိုအကြောင်းပြုတဲ့ကံတရားတွေကိုယ်တဏ္ဍာမှာမဖြစ်ဘူးကံတရားတွေမဖြစ်သည့်အတွက်ကြောင့်ဥပါဒံဆိုတဲ့ဆွဲလန်းမှုတွေမလာတော့ဘူးမလာလို့ရှိရင်စိတ်နှလုံးငြိမ်းချမ်းမှုကိုရတယ်လို့ဒီလိုပြောတာနော်အဲ့ဒီကျင့်စဉ်အတိုင်းကျင့်မှသာလေစိတ်ငြိမ်းချမ်းမှုဆိုတာကိုရရှိနိုင်မှာဖြစ်တယ်ဥပါဒံတန်လန်းနဲ့တော့ဘယ်တော့မှစိတ်နှလုံးငြိမ်းချမ်းမှုကိုမရဘူးတည်ငါတခဏလေးရတော့လည်းပဲမကြခင်မဲ့စိတ်နှလုံးပူလောင်မှုတွေနဲ့ပဲပြန်ပြီးတော့တွေ့နေရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာကဒီတရားမင်းကြီးရဲ့မေကုံးကိုဖြေတဲ့အခါမှာမျက်စိကမြင်တဲ့အဆင့်အာယုံနားကကြားရတဲ့အတန်အာယုံနှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လျက်ပြီးသိရတဲ့ရတာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံစိတ်ကူးကြံစည်ရတဲ့အတွေးအာယုံတွေပေါ်မှာတွေ့တာမှုတဏှာဆိုတာကိုဖယ်ရှားပြရမယ်တွေ့တာမှုတဏှာမလာဘူးဆိုလို့ရှိရင်တွေ့တာမှုကိုအကြောင်းပြုလုပ်တဲ့ကံတရားတွေလည်းမဖြစ်တော့ဘူးမဖြစ်လို့ဥပါဒံကင်းပြတ်သွားပြီဆိုလို့ရှိရင်မျက်မှောက်ဘဝမှာပဲစိတ်နှလုံးအေးချမ်းမှုကိုရနိုင်ပါတယ်လို့ဒီစိတ်နှလုံးအေးချမ်းမှုကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားမင်းကိုဂိတ်စကုတ်တောင်မှာခုလိုဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တက္ကပညာတုတ်ဆိုတာတရားမင်းကြီးမေးတဲ့မေခွန်းလို့ဆိုတာတခြားတက္ကပညာတုတ်ဆိုတာရှိသေးတယ်ဒီတက္ကပညာတုတ်မှာအခုလိုမေခွန်းလေးတစ်ပုဒ်ကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတာဟာစိတ်နှလုံးအေးချမ်းမှုနဲ့စိတ်နှလုံးအေးချမ်းမှုကိုရသူနဲ့မရသူဟာဘာကြောင့်ရပြီးဘာကြောင့်မရတာလဲဆိုတဲ့တရားမင်းရဲ့မေခွန်းကိုရှင်းလင်းဖြေဆိုခြင်းဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တရားမင်းရဲ့မေခွန်းကိုဖြေဆိုထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာရတဲ့အခါမှာတို့တွေဟာလည်းစိတ်နှလုံးအေးချမ်းမှုရအောင်ဘယ်လိုကျင့်ဆောင်ရမလဲစိတ်နှလုံးအေးချမ်းမှုကိုတို့တွေမရတာဟာဘာကြောင့်မရသလဲရတာကြတော့ဘာကြောင့်ရသလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိပြီးတော့မိမိရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့တဏှာလောဘဆိုတဲ့အတွေ့အတာကိုတို့တွေဟာတတိထားပြီးတော့ဖယ်ရှားပြစ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်စွာဘုရားအဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း